ဒိုရီယိုကိုစားဖို့ကာလာရောက်ပြီချက်ချင်းပဲအရင်ဆောင်ခဏလေးနော်ဘာလို့မထွက်လာတာလဲဟာရေမရှိတော့ဘူးသွားကြမယ်အော်ဒါကတော့ပြားလေးပေါ့ကိုဒါကတော့အီဆိုင်ဒေါ်ကျော်ပြီးပါဒါကငါရဲ့လျှက်စစ်ပစ္စည်းပဲပြီးပါမင်းရဲ့တူတူလေးနဲ့ငါ့ကိုဖမ်းနိုင်မယ်ထင်တာလားဆို no ဇော်မဟုတ်ပါဘူးငါ့ကိုပြန်ပေးပါဒီဟာလေးကလေးကိုပေးတာဘာလို့လဲငါဝမ်းနေတယ်စိတ်မကောင်းဖြစ်မနေပါနဲ့ငါတို့အိမ်သွားကြည့်မယ်ပြန်ပြုတ်ပြင်လို့ရမလားပေါ့ ဟိုးပျက်စီးတာအရန်များသွားပြီပြုတ်ပြင်လို့ရပါမလားစိတ်မပူပါနဲ့ငါစူးစမ်းကြည့်မယ်ဒါဆိုဘာယာဒါပါလို့တောင်းပန်ပါတယ်နော်ပစ္စည်းကအကုန်လုံးပျက်စီးသွားပြီမဖြစ်ပါဘူးငါကတော့သူ့ကိုပဲကြိုက်တာဘာလို့လဲဆိုတော့ဒါကလေးပေးတဲ့အရာမို့လို့